လူတွေဆိုတာဟာဘဝဘေးဆိုတာဘဝဆိုတာအခြေအနေအမျိုးမျိုးရှိတယ်ဒီပတ်ဝန်းကျင်ကောင်းတဲ့ကြုံတွေ့တဲ့ဘဝလည်းရှိတယ်ပတ်ဝန်းကျင်မကောင်းတဲ့ဘဝနဲ့လည်းမျိုးစုံကြုံရတယ်ဥပမာဘုန်းကြီးတို့ကိုယ့်ဘဝကိုကြည့်မယ်ဆိုရင်တောရွာတရွာကိုမွေးတယ်ဟုတ်ပြီတောရွာမှာမွေးတယ်အဲ့ဒီတောရွာမှာလူဖြစ်မလို့ကျမ်းဂန်ရှိသေးတယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါကျတော့ကမ္ဘာစစ်ဖြစ်ပြီဆိုတဲ့အုတ်ချုပ်ရေးရန်နေရာတွေကပျက်စီးလာပျက်စီးလာတော့မကောင်းတဲ့လူတွေကတောမီးလောင်တောချောင်လက်ကမောင်းခတ်တယ်ဆိုတာတောချောင်လူဟာတွေကအများကြီးပဲဒုက္ခပေးဖို့လူတွေဟာလူချင်းဒုက္ခပေးဖို့လူတွေကအများကြီးဖြစ်လာအဲ့တော့အိတ်ကောင်းခြင်းမအေးရဘူးငယ်ငယ်တွေကပုံအေးရတယ်နော်ကိုယ်အိမ်မောကိုအေးရတာမဟုတ်ဘူးယမယံခါနွားထားတဲ့ပဲမောစင်မောပုံအေးရတယ်ကောက်ယူထားတဲ့အပေါ်မှာပုံအေးရတယ်လေကားနဲ့ထောင်တက်ပြီးတော့အဲ့ဒီပေါ်မှာပုံအေးရတယ်အဲ့တော့ကိုယ်တယောက်တည်းတော့မဟုတ်ဘူးပေါ့မိဘတွေနဲ့ပုံချောင်းဆိုးခြင်းလို့လည်းမဆိုရဘူးအတန်တိတ်ပြီးတော့လူကိုဖြောက်ပြီးတော့နေကြတာမထင်မှတ်တဲ့နေရာတွေမှာအဲ့ရခါမျိုးတွေရှိနောက်တစ်ခါကောင်းကင်ယံကလေရင်နေဘုံကျဲတယ်အဝေးကနေလှမ်းပစ်တဲ့အမြောက်ကြီးတွေပါလေလဲကြလာတတိုင်းတိုင်းအဲ့ဒီထဲမှာမီးလောင်လို့ပါသွားတာတွေလည်းရှိတယ်မြို့ထဲရွာထဲမှာမနေရတဲ့အခါတောထဲထွက်ပြီးတော့လုံုံမဲ့ထင်တဲ့နေရာပုံရရတာတောထဲမှာမွေမကြောက်ဖားမကြောက်အဲ့ဒီမှာတောထဲမှာပုံအိပ်ရတဲ့အခါမျိုးတွေလည်းရှိခဲ့တယ်အဲ့ဒါတွေကိုကံလို့ဆိုပြီးတော့ပြောလို့လည်းမရဘူးဘဝတစ်ခုရလာပြီဆိုရင်အဆင်ပြေတဲ့အခါရှိတယ်အဆင်မပြေတဲ့အခါရှိတယ်လို့ကိုဖြစ်တဲ့အချိန်ကာလကကာလဝိပတ္တိလို့ဆိုရင်ကုသိုလ်ကံရှိအောင်တော့အကျိုးမပေးနိုင်ဘူးနော်ဒါကြောင့်ဩဃတဆိုတဲ့ထဲမှာဝိပတ္တိတရား၄ပါးလို့ဆုတောင်းကြတမ္ပတ္တိနဲ့ပြည့်စုံပြီးဝိပတ္တိတရား၄ပါးဝိပတ္တိတရား၄ပါးဆိုတာပျက်စီးမှုအခြေအနေမကောင်းတဲ့အခြေအနေ၄ရပ်ကိုဆိုလို့တယ်ကာလဝိပတ္တိခေမကောင်းတာជីវတုတ်တဲ့ဖို့ခေမကောင်းဘူးစစ်ပြေးဒုက္ခဖြစ်နေရတယ်တခြားသဘာဝပေးရနေခံနေရတယ်အဲ့လိုအချိန်ခါမျိုးတွေဥပမာဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆိုရင်ဒုတိယကမ္ဘာစစ်စစ်မီအတောက်ခံရတဲ့နေရာတွေဆိုလို့ရှိရင်ဘုံကျဲလို့ကိုနေရာကိုမနေနိုင်ဘူးဘုံကျဲတဲ့ထဲသေးတယ်လူသေးထွက်ပြေးတယ်လူပြေးအဲ့ဒါလို့ကစင်ကလျာဖြစ်နေတဲ့အချိန်ဟာကာလဝိပတ္တိလို့ခေါ်ကာလဝိပတ္တိအချိန်မှာကုသကံမကယ်နိုင်ဘူးကုသကံရှိလဲအကျိုးမပေးဘူးတဲ့ကာလဝိပတ္တိဖြစ်အဲ့ဒီအချိန်မှာအကုသိုလ်တွေကတောမီးလောင်တော့တောကြောင်လက်ကမောင်းခတ်ဆိုတဲ့အကုသိုလ်တွေကအကျိုးပေးလာတယ်အဲ့ကြမကောင်းတာတွေနဲ့ကြီးပဲတွေ့ရတယ်ချို့ကအဲ့လိုအချိန်ခေတ်ဆိုးကာလဆိုကြီးမှာအသက်ခံရတဲ့လူတွေရှိတယ်ဘဝဆုံးရှုံးသွားတဲ့လူတွေရှိတယ်အများကြီးပဲနော်ကာလဝိပတ္တိလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပတိဝိပတ္တိရုပ်ဆင်းပြည့်ယွင်းနေတယ်မျက်စိကန်းနေတယ်သို့မဟုတ်ခြေထောက်ကျိုးနေတယ်ဘဝမှာမပြည့်မစုံတစ်ခုဖြစ်လာတယ်ဆိုရင်ဥပတိဝိပတ္တိလို့သူဟာဘယင်းသားဖြစ်ပေမဲ့လို့မျက်စိတစ်ဖက်ကန်းနေရင်မင်းမဖြစ်တော့ဒီလိုဆိုလိုတာပေါ့နော်လက်ကျိုးခြေကျိုးဖြစ်နေလေသူ့ကိုဘယ်သူမှမင်းမမြောက်တော့ဘူးအဲ့ဒါဥပရိဝိပတ္တိဘယင်းသားဖြစ်နေပြီမဲ့လို့ကံတရားကဘယင်းဖြစ်အောင်လုပ်မပေးနိုင်တော့ကုသကံလုပ်မပေးနိုင်တော့ဘူးဥပတိဝိပတ္တိရုပ်ဆင်းအင်္ဂါရဲ့ချိုးယွင်းပျက်စီးမှုအဲ့လိုဆိုတာဂတိဝိပတ္တိဆိုတာကြတော့မကောင်းတဲ့ဂတိကိုရောက်ဥပမာလောကမှာဖျားပွင့်နေတယ်ဖျားပွင့်နေတဲ့အချိန်မှာလူတယောက်ဟာဖျားနဲ့ဝေတရားတဲ့ဝေးတဲ့နေရာမှာရောက်နေတယ်အတိညာဘယ်လိုပဲရှိတရားသာမကြားရလို့
သောတာပန်မဖြစ်နိုင်တဲ့လူတွေအများကြီးဖြစ်သွားတရားဓုမရတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားဂရိဝိပတ္တိလို့ဆိုတဲ့တရိစ္ဆာန်ဘဝပြိတ္တာဘဝအတူတကယ်နားမရှိတဲ့နားချဖို့ရုပ်မရှိတဲ့အရုပပြမဘုံတို့ရောက်နေတယ်ဆိုရင်ဘုရားပွင့်ပြီးတရားဟောနေတာသူ့အတွက်တော့ဘာမှအကျိုးခံစားမှုမရဘူးအဲ့ဒါမျိုးကိုဂတိဝိပတ္တိလို့ခေါ်တယ်ဩဃတထဲမှာပါတဲ့ရပ်ဖြစ်၈ပါးဆိုဂတိဝိပတ္တိတွေဖြစ်တယ်ရပ်ဖြစ်၈ပါးအရပ်ဖြစ်တဲ့အခြေအနေတစ်ခုဟာအခွင့်အရေးမသာတဲ့တရားဓုမရနိုင်တဲ့အသိဉာဏ်မဖြစ်နိုင်တဲ့ဘဝမျိုးတွေလို့ဆိုလို့တယ်ပေါ့နောက်တစ်ခုကတော့ပယောဂဝိပတ္တိလို့ခေါ်တယ်ပယောဂဆိုတာလုံလဝိရိယကိုပြောတာလုံလဝိရိယလှုပ်တဲ့ရဲ့တန်းနဲ့မလှုပ်ဘူးဆိုပါစို့မိဘကလည်းပစ္စည်းတတ်နိုင်တယ်ကြောင်းကောင်းကောင်းလည်းထားတယ်စာကြိုးစားကြိုးစားပြီးတော့မသိဘူးကြောင်းကြီးပဲလစ်နေတယ်ဆိုရလူကပွဲလည်းမရဘူးစားလည်းမတတ်ဘူးနော်ပယောဂဝိပတ္တိလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုံလဝိရိယချုံငဲ့သွားလို့ရှိရင်လည်းအောင်မြင်ကြီးပွားမှုတွေချုံငဲ့သွားတယ်အဲ့ဒါကိုဝိပတ္တိ၄ပါးလို့ဝိပတ္တိတရား၄ပါးမှာလွတ်ခဲ့ရပါလို့ဤလို့ဆုတောင်းနေတာကိုယ်တိုင်လုပ်ရမယ့်အလုပ်ကိုလုပ်ဖို့လိုတယ်ပေါ့ဒါတွေဟာကုသကံအကျိုးမပေးနိုင်မနဲ့အကုသကံဟာသာအကျိုးပေးသွားနိုင်တဲ့အနေအထားမျိုးတွေအဲ့တော့ဂတိဝိပတ္တိဆိုတဲ့မကောင်းတဲ့ဂတိမရောက်ဖို့ဥပရိဝိပတ္တိဆိုတဲ့ကိုယ်ကာယရုပ်ဆင်းအင်္ဂါချိုးရမှုကာလဝိပတ္တိဆိုတဲ့အချိန်စိုးနဲ့မကြုံရမှုအဲ့ဒါတွေကတော့ဆူတောင်းတယ်ဆိုတာတဘာဝကြသေးတယ်ပယောဂဝိပတ္တိဆိုတာတော့ကိုလုံးရမယ့်ဟာလောက်ကိုလုံးရမှာသူကဆူတောင်းနေရမယ့်ဟာတော့မဟုတ်ဘူးဘဝတစ်ခုရလာရင်ကြိုးစားအထောက်မှာလို့ဆိုလို့တယ်ဝိပတ္တိရှိတယ်လို့တမ္ပတ္တိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတ္တိဆိုတဲ့စကားလုံးကိုတမ္ပတ္တိဆိုတဲ့စကားလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတ္တိအချိန်ကောင်းအခါကောင်းဂတိတမ္ပတ္တိဘဝကောင်းဥရိတမ္ပတ္တိရုပ်ဆင်းအင်္ဂါလှပတယ်နော်ရုပ်ဆင်းအင်္ဂါလှပလို့ရှိရင်သူကကောင်းစားနိုင်တယ်ပေါ့ပယောဂတမ္ပတ္တိကြိုးစားအထောက်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်အဲ့တော့တမ္ပတ္တိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်ကအကျိုးပေးတယ်တမ္ပတ္တိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့သူတို့ဆိုလို့တယ်